ဒီနေ့မှာတော့ TikTok မှာခေတ်စားနေတဲ့ မောင်လေးရေမင်းတို့မသိတာတွေကို TZ Channel မှာအခမဲ့လေ့လာလို့ရပြီနော် Subscribe မလုပ်ရသေးရင်အခုပဲလုပ်လိုက်တော့နော် မြန်မာစကားပြောတဲ့ဗီဒီယိုတွေဘယ်လိုလုပ်ရမလဲဆိုတာကိုကျွန်တော်ပြောပြပေးတော့ပါမယ်။ထုံးစံအတိုင်းပဲကျွန်တော်ပရိုကတော့မြန်မာလိုပဲရေးမယ်ပေါ့နော်။ဗီဒီယိုလုပ်ဖို့အတွက်အရင်ဆုံးကျွန်တော်တို့ရဲ့ဖုန်းထဲမှာရှိတဲ့ browser တစ်ခုခုတည်းဝင်လိုက်ပေါ့နော်။ကျွန်တော်တို့ထုံးစံအတိုင်းပဲ Chrome browser ကိုသုံးပြမယ်။ကိုယ်စင်ပြသုံးလို့ရရင်နော်။ပြီးရင်တော့ဒီအပေါ်မှာကျွန်တော်တို့ကဒီတိုင်းလေးရိုက်ချလိုက်ပေါ့နော်။ဒီလိုရိုက်ချပြီးတော့ကျွန်တော် screen နည်းနည်းလေးချက်ပြမယ်ပေါ့နော်။ဒီမှာဒီကောင်လေးပေါ့နော်။ဒီမှာ Google Cloud ဆိုတဲ့ပုံလေးနဲ့ပေါ့နော်။ဒီပုံလေးကိုတခြားလေးကြည့်ထားနော်။ဒီမှာဒီကောင်လေးပါအဲ့တော့ဒီထဲကိုကျွန်တော်တို့တစ်ချက်ဝင်လိုက်မယ်ပေါ့နော်ခါလေကြရင်တော့ तू ကပူပြင်းလိုလိုက်မယ်မလိုရင်တော့မချိတ်ပေးနဲ့ပေါ့နော်လိုရင်တော့ချိတ်ပေးလိုက်ပါဒီတော့ရောက်ပြီဆိုတော့ဒီတိုင်းလေးတွေ့လိမ့်မယ်ပေါ့နော် तू ကကျွန်တော်တို့ကိုဒီရက်30အခမဲ့ပေးသုံးထားတယ်ပေါ့နော်အဲ့နောက်ပိုင်းတော့ကျွန်တော်တို့သုံးလို့ရမှာမဟုတ်ဘူးတကယ်လို့ကိုကရက်30ပေါ့နော်တစ်လားပြည့်လို့နောက်ထပ်သုံးညနေဆိုရင်အဲ့ဒီ Gmail ကိုမသုံးတော့မယ်နဲ့ကိုမှရှိတဲ့ Gmail အသစ်နဲ့ဖွင့်ပြီးတော့မှနောက်ထပ်အကောင့်အသစ်ကိုထည့်လိုက်မယ်ဆိုရင်ဒါနောက်ထပ်တစ်လားထပ်ပြီးတော့မှအခမဲ့သုံးလို့ရအောင်ပါပေါ့နော်အဲ့တော့ကျွန်တော်တို့ဒီကောင်ကိုတစ်ချက်နှိပ်လိုက်ပေါ့နော်ပြီးသွားပြီဆိုရင်ကိုမှရှိတဲ့Google အကောင့်နဲ့ချိတ်ပေးလိုက်ပေါ့နော် Gmail အကောင့်နဲ့ချိတ်ပေးလိုက်ကျွန်တော်ကတော့ချိတ်ပြီးသားဆိုတော့ကြတော့ချိတ်မပြတော့ဘူးပေါ့နော်အဲ့တော့ဒီမှာဆိုရင်ကျွန်တော်တို့ဒီမှာဓာတ်ပုံတွေပါလေကိုစိတ်ကြိုက်အများကြီးထုတ်လို့ရသေးတယ်ပေါ့နော်ကိုကကိုစာရေးပြီးတော့ပုံထုတ်လဲရတယ်ကိုစင်ပြထုတ်လို့ရတယ်ကျွန်တော်ကကြတော့ဒီဗီဒီယိုထုတ်ပြမှာဆိုတော့ကြတော့ဒီမှာဒီလိုအဆက်ကလေးနှစ်ဆက်ပါလိမ့်မယ်ပေါ့နော်ဒီမှာကျွန်တော်တစ်ချက်ပြပေးပါမယ်ဒီကောင်လေးပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်မယ်အခုကဗီဒီယိုလုပ်မှာဆိုလို့ပေါ့နော်ပြီးလို့ချင်းဒီမှာ create video view ဆိုအောက်ဆုံးအကောင်လေးပေါ့နော်အဲ့ကောင်လေးကိုကျွန်တော်တို့ကတစ်ချက်နှိပ်လိုက်ပါမယ်နှိပ်ပြီးသွားပြီဆိုရင်တော့ဒီနေရာမှာကျွန်တော်တို့ကပရုံရေးရတော့မယ်ပေါ့နော်ပရုံရေးဖို့ကြတော့ကျွန်တော်တို့မြန်မာလိုပဲပေါ့နော်ထုံးစံတိုင်းမြန်မာလိုရေးကြမယ်အရင်မှာတော့ကိုစင်ပြည်လိုရေးကြပါတော့ကိုကဘယ်လိုလုပ်လိုက်ချင်တဲ့အသက်ငယ်ငယ်လေးအသက်ငယ်ငယ်ကောင်းမလေးကစကားပြောနေတာလှုပ်ချင်လားဒါမှမဟုတ်အသက်ကြီးကြီးအဖိုးကြီးဖွားကြီးတွေလှုပ်ချင်လားပေါ့နော်အစမ်းဗီဒီယို2ခုလောက်ထုတ်ပြမယ်ပေါ့နော်အသက်ငယ်ငယ်လေးလည်းထုတ်ပြမယ်အသက်ကြီးကြီးလည်းထုတ်ပြမယ်ပေါ့နော်အဲ့တော့ပရုံကိုကျွန်တော်ဒီတိုင်းလေးပဲရေးလိုက်ပါမယ်မြန်မာဘွားကိုတယောက်ပေါ့နော်စင်းရဲတဲ့ရက်ွက်ဈေးထဲမှာကင်မရာကိုကြည့်ပြီးစကားပြောတယ်သူပြောတဲ့စကားကမောင်လေးရေမင်းတို့မသိတာတွေကိုဒီသက် channel မှာခမဲ့လေ့လာလို့ရပြီ subscribe မလုပ်ရသေးရင်ခုပဲလုပ်လိုက်တော့နော်အဲ့ဒါကသူပြောမဲ့စကားပြီးမျက်နှာအနေထားကြတော့ပြုံးပြောနေမယ်အဖွားကပြုံးနေမယ်ပေါ့နော်အဲ့တော့ကျွန်တော်ဒီမှာအစမ်းထုတ်ကြည့်လိုက်မယ်ရလားမရလားပေါ့နော်သူကနည်းနည်းလေးတော့ကြာတယ်ပေါ့နော်ဘာလို့ဆိုတော့ကျွန်တော်တို့ကမြန်မာလိုရေးတာဖြစ်တဲ့အတွက်သူကတစ်ခါတလေကြာတော့လေအရင်နားမလဲတော့ကြာတော့ generate လုပ်တာပေါ့နော်ဒီဗီဒီယိုထုတ်ပေးတာကနည်းနည်းတော့ကြာတယ်ဘာပြောပြောကျွန်တော်တို့ကဒီအခမဲ့ပေါ့နော်အခမဲ့လုပ်နေတာဆိုတော့ကြာတော့နည်းနည်းတော့စိတ်ကြီးလက်ကြီးနဲ့စောင့်လိုက်ပေါ့နော်ကျွန်တော်တို့စောင့်ရတယ်ခါတလေဒီကောင်က3မိနစ်လောက်ထိကြာတယ်ပေါ့နော်အဲ့ဒါလေးနည်းနည်းစိတ်ကြီးလက်ကြီးလေးနဲ့စောင့်ပေးလိုက်ပေါ့နော်ဒီမှာတော့ဗီဒီယိုဖိုင်လေးရလာပြီကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းရလာဆိုတော့တစ်ချက်နားထောင်ကြည့်လိုက်မယ်နော်မောင်လေးရေမင်းတို့မသိတာတွေကို TZ Channel မှာအခမဲ့လေ့လာလို့ရပြီနော် Subscribe မလုပ်ရသေးရင်အခုပဲလုပ်လိုက်တော့နော်ဒါဆိုရင်ဒါကျွန်တော်တို့လိုချင်တဲ့ပုံစံတိုင်းရတယ်ပေါ့နော်အဖွားကိုလည်းရတယ်နောက်ပြီးဒီမှာတစ်ချက်ကြည့်ကြည့်လိုက်အနောက်ကဈေးပေါ့နော်မကြည့်ကြည့်လိုက်မောင်လေးရေမင်းတို့မသိတာတွေကို TZ Channel မှာနေကြတယ်ပြီးတော့မြန်မာအတန်လေးမှန်တယ်နောက်ထပ်ကျွန်တော်တို့ဘာမှပြင်နေကြမလို့တော့တော်ကိုအဆင်ပြေတယ်ပေါ့နော်မောင်လေးကြိုက်တယ်ဆိုရင်ကျွန်တော်တို့ဘယ်မှာ download ဆွဲမလဲဆိုရင်ဒီမှာမြင်လိုက်လားမသိဘူးညာဘက်အပေါ်တောင်လေးမှာပေါ့နော်ဗီဒီယိုတစ်ချက်ပလေးလုပ်လိုက်နော်ဗီဒီယိုပလေးလုပ်ရင်ဒီနေရာလေးကိုကြည့်တာနော်အဲ့နေရာလေးမှာကျွန်တော်တို့ download ပုံလေးပေါ်လာလိမ့်မယ်အဲ့မှာတွေ့တာအဲ့နေရာလေးပေါ့နော်အဲ့ညာဘက်တောင်လေးကိုတစ်ချက်နှိပ်လိုက်နှိပ်ပြီးဒီမှာ yes download ဆိုတဲ့ကောင်လေးကိုရွေးပေးလိုက်ပေါ့နော်ဒါလေးကိုတစ်ချက်နှိပ်ပေးလိုက်ဒါဆိုရင်ဒါသူ့ကိုလို့ download ဆွဲနေပြီဒါပြီးသွားပြီပေါ့နော်ဒီမှာအမှန်ကြီးလေးပြသွားပြီဒီဗီဒီယိုဖိုင်ကကျွန်တော်တို့ဖုန်းထဲကိုရောက်သွားပြီအဲ့တော့နောက်တစ်ပုတ်ကျွန်တော်တို့ထပ်ပြီးတော့မှထုတ်ကြည့်လိုက်မယ်ဆရာကြီးကတော့အင်္ဂလိပ်လိုရေးရင်ဗီဒီယိုထုတ်ပေးရလဲမြန်လိမ့်မယ်ပေါ့မြန်လေးလည်းရလိမ့်မယ်ကိုလိုချင်တဲ့တိုင်းလည်းရလိမ့်မယ်ကျွန်တော်တို့ကတော့မြန်မာလိုထုတ်တာဆိုတော့ဒီလောက်လေးပဲရတယ်ဒါပေမဲ့လည်းဒါလုံးအောင်အဆင်ပြေတယ်ပေါ့နော်ဒီကကျွန်တော်ကအသက်ငယ်ငယ်ကောင်မလေးတယောက်ပုံစံရေးလိုက်မယ်ပေါ့နော်โอเคဒီတစ်ခါကျတော့ကျွန်တော်ဒီတိုင်းရေးလိုက်တယ်အသက်20မိန်းကလေးတယောက်မြန်မာရိုးရာဝတ်စုံကိုဝတ်ထားမယ်ဒါကြတော့ကျွန်တော်တို့ဝတ်စေခြင်းနဲ့အဝတ်စားဝတ်ခိုင်းလို့ရတယ်ဒီမြန်မာဝတ်စုံမှာမဟုတ်ဘူးကိုကြိုက်တာဝတ်ခိုင်းပါတော့ပြီးရင်ဒီနောက်ခံ background ပေါ့နော်နောက်ခံ background じゃကျွန်တော်မြန်မာရွှေတကုံဖျားရှိမှာသူကစကားပြောမယ်ပေါ့နော်ဒါရွှေတကုံဖျားမှာမဟုတ်ကိုကြိုက်တဲ့နောက်ခံ background ထည့်လို့ရတယ်ခုနကဆိုရင်ကျွန်တော်ကဒီမှာဒီဈေးပုံစံထည့်ခိုင်းလိုက်တယ်ပေါ့နော်ပြီးသူပြောမဲ့စကားပေါ့နော်သူပြောမဲ့စကားဆိုတဲ့နေရာမှာじゃစကားပြောတဲ့ဟာကိုကျွန်တော်တို့အခုလိုမျိုးခွင်းစာခွင်းပိတ်လေးနဲ့ထည့်ပေးလိုက်ပါနော်ဒီမျက်နှာအမူအရာပေါ့နော်သူကပြုံးနေမှာလားငိုးနေမှာလားရီနေမှာလားဒါတွေအကုန်လုံးလို့ရတယ်အဲ့တော့ဒီတစ်ပုတ်ကိုလည်းကျွန်တော်ထုတ်ကြည့်လိုက်မယ်ပထမတစ်ပုတ်ကတော့တော်တော်ကိုအဆင်ပြေတယ်ဒီတစ်ပုတ်ကတော့မတည်သေးဘူးပေါ့နော်တစ်ချက်ထွိုင်းကြည့်လိုက်မယ်ခဏဆောင်ကြည့်လိုက်ပေါ့နော်ဒီမှာတော့ရလာပြီကျွန်တော်တစ်ချက်နားထောင်ကြည့်လိုက်မယ်ပေါ့နော်ဒီနေ့ကလာပြည့်နေ့နော်ကောင်းမှုကုသိုလ်လုပ်ဖို့မမေ့ကြပါနဲ့ရှင်ဒါဆိုရင်ဒါနောက်မှာဖျားဘူးလာနေကြတဲ့လူတွေလည်းရှိတယ်။ကိုဖျားလို့တော့ထည့်လိုက်တယ်ဒါပေမဲ့ဓာတ်ရိုက်ကြီးတူမနေရင်တောင်မှပဲဒါအဆင်ပြေတယ်ပေါ့နော်။ဇက်အမူအရာပြောတာကစားပေါ့နော်။ဒီစကားပြောပုံဆိုပုံကစားအမူအရာလေးတခြားကြည့်လိုက်ပါတော်တော်လေးကိုတက်ရက်တယ်ပေါ့နော်။အဲ့မှာတစ်ချက်ကြည့်လိုက်နော်ဒီနေ့ကလာပြည့်နေ့နော်ကောင်းမှုကုသိုလ်လုပ်ဖို့မမေ့ကြပါနဲ့ရှင်တွေ့လားပန်းလေးဒီပါပန်ထားပေးသေးရပေါ့နော်အဲ့တော့ဒီကောင်တော်တော်အဆင်ပြေတယ်ကျွန်တော်တို့အရင်ကနှုံးကလိုမျိုးခဏခဏပေါ့နော်ဒီပြန်ထုတ်ရတာတွေမြန်မာတန်မှန်လို့ညှိရတာတွေဒါတွေတော့လုံးဝမရှိတော့ဘူးအဲ့တော့ဒီမှာ download ဆွဲလိုက်ပါမယ်
ပြီးရင်တော့ရက် download နှိပ်လိုက်မယ်ဒီမှာတခါလေးပြောချင်တာကဖုန်းနဲ့လည်းလုပ်လို့ရပါတယ်နောက်ပြီးဗီဒီယိုအရှိတွေရလားမရလားတော့ကျွန်တော်လည်းမသိသေးဘူးအဲ့ဒါတော့ကိုယ့်အကူစမ်းပြီးတော့မှလုပ်ကြည့်ကျွန်တော်လည်းအခုတွေ့လို့မချက်ချင်းလာပြီးတော့မှပြပေးတာပေါ့နော်တေချာတာတခုကတော့ဗီဒီယိုအရှိလုံးမယ်ဆိုရင်တော့တော်တော်ကြာကိုစောင့်ရလိမ့်မယ်ဒီဗီဒီယိုအတူလေးတွေပေါ့နော်10စက္ကန့်15စက္ကန့်လောက်တာတောင်မှ10မိနစ်2မိနစ်လောက်စောင့်ရတယ်ပေါ့နော်ပြီးရင်တော့ဒီကောင်ကကျွန်တော်ပြောထားသလိုပဲတစ်လပဲအခမဲ့ရမှာနော်တစ်လကျော်ရင်ရမှာမဟုတ်ဘူးတစ်လကျော်ရင်နောက်တော့ Gmail အသစ်ချိတ်ကြတကယ်လို့ Pro ကောက်တွေပါလေးဝယ်ခြင်းနဲ့ဆိုရင်လည်းတေချာလေးစုံစမ်းပြီးမှဝယ်ကြပါခင်ဗျာကျွန်တော်အားလုံးလုပ်တတ်ကြမယ်လို့ထင်ပါတယ်ဒီဗီဒီယိုလေးကကိုတက်3ဝင်နေဆိုရင်တော့ like လေးပေးခဲ့ပြီး channel ကို subscribe မလုပ်ရသေးရင်လည်း subscribe လေးလုပ်ခဲ့ပါအောင်ခင်ဗျာကိုမမှလည်းကိုသိချင်တာလေးတွေမေးခဲ့နိုင်ပါတယ်စာဆုံးကြည့်ပြတော့လည်းအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ